ဘာကြောင့်ဆိုပြောမယ်လေအစိုးရလေခင်ဗျာဗိုလ်ချုပ်မှုကြီးမရောက်နိုင်ပါလေဒီအစိုးရကောင်းဆောင်အစိုးရကြီးကဲလေအစိုးရဆိုတာကျွန်တော်တို့ပတ်ဆောင်စားရတာလေအဲ့တော့ကျွန်တော်ဆဲတော့ဘာဖြစ်လဲအဲ့တော့အစိုးရကောင်းဆောင်ကိုဆဲရင်124ကကြီး1020ချလို့ရတဲ့ပုံမှန်ဥပဒေကတော့ရှိတယ်အဲ့ဒီဥပဒေကမတရားတဲ့ဥပဒေလေအဲ့ဒါမတရားတဲ့ဥပဒေမှာ2မျိုးရှိတယ်ဒါအမတ်စုကိုယ်တိုင်ပြောသွားတာကျွန်တော်ကောင်းကောင်းမှတ်ထားတယ်နော်အမတ်စုဘာပြောရလဲဥပဒေမှာ2မျိုးရှိတယ်တဲ့တရားဥပဒေနဲ့မတရားဥပဒေတဲ့နော်အဲ့ဥပဒေ2မျိုးရှိတယ်တရားဥပဒေရှိတယ်ဒါဒေါ်ဆန်းစုကြည်ပြောတဲ့စကားနော်အမှန်မှတ်သားဖို့ကောင်းတာမတရားတဲ့ဥပဒေလည်းရှိတယ်တဲ့အဲ့ဒီ124ကကြီးကမတရားတဲ့ဥပဒေဘာလို့အစိုးရကောင်းဆောင်ဗျာအစိုးရကောင်းဆောင်ဆိုတာကျွန်တော်တို့ပြည်သူကသူ့ကိုပတ်စံပေးထားတာလစာပေးထားတာသူနေတဲ့အိမ်ကအစကျွန်တော်တို့ပတ်စံနဲ့ဆောက်ထားတာဒီသမရအိမ်တော်တို့ဝန်ကြီးတွေနေတဲ့အိမ်တို့နော်တက်ချုပ်ကြီးနေတဲ့အိမ်နော်တက်ချုပ်ကြီးအခုဟုတ်လားစစ်ရုံထဲမှာတက်ချုပ်ကြီးနေတဲ့အိမ်ဘသူဆောက်ထားပေးလဲကျွန်တော်တို့ဆောက်ထားပေးတာတမတော်ပတ်စံမဟုတ်ဘူးကိုနေအောင်ပြောတယ်ဟုတ်လားတမတော်ကကျေးဇူးရှိတယ်သူပေါ့ဘာကျေးဇူးလဲကိုနေအောင်ခင်ဗျားဒါစကားစလို့ပြောတာခင်ဗျားတို့တမတော်ကကျေးဇူးရှိတာမဟုတ်ဘူးပြည်သူကကျေးဇူးရှိတာကိုနေအောင်အခုတက်ချုပ်ကြီးနေတဲ့ဟုတ်လားအခုစစ်ရုံတွေကတက်ချုပ်ကြီးအိမ်တော်ဆိုတာလေကျွန်တော်တို့ပတ်စံနဲ့ဆောက်ထားတာပြည်သူကဆောက်ထားပေးတဲ့ပတ်စံနိုင်ငံသားပြည်သူပတ်စံအဲ့တော့ကျွန်တော်ဆဲခြင်းဆဲမယ်အဲ့ဒါကို124ကကြီးဆိုတာမတရားတဲ့ဥပဒေကြီးလေအဲ့ဒါကိုလည်းမဖြတ်သိမ်းကြဘူး NLD အစိုးရလက်ထက်ကလည်းမဖြတ်သိမ်းတဲ့ပြင်ကျွန်တော်ပါ NLD အစိုးရလက်ထက်တုန်းကဒေါ်အောင်ဆန်းစုကြည်ကိုပြောတယ်ဆိုပြီးကျွန်တော်ကိုလည်းထောင်ချဒါမတရားတဲ့ဥပဒေဒေါ်စုကိုယ်တိုင်ပြောခဲ့တာဥပဒေ2မျိုးရှိတယ်ဆိုတာကျွန်တော်မှတ်ထားတယ်ဟုတ်တယ်သူပြောတာကျွန်တော်ထောက်ခံတယ်တရားဥပဒေမတရားတဲ့ဥပဒေအဲ့ဒီမတရားတဲ့ဥပဒေဆိုတာဖြတ်သိမ်းရမှာနော်လွှတ်တော်မှာဖြတ်သိမ်းရမှာနော်မတရားဥပဒေတွေကျွန်တော်ဖြတ်သိမ်းရမယ်အဲ့တော့ကျွန်တော်ပြောချင်တာနော်ဘာဖြစ်လဲဆဲတယ်ကျွန်တော်ခေါက်လာရှမ်းမြောက်မှာနေမီတွေသိန်းကန်ထီတော့ကျွန်တော်မကျေနပ်ဘူးကျွန်တော်မကျေနပ်ဘူးကျွန်တော်ကိုယ်တိုင်လဲဟိုလောက်2015လောက်ကင်တိုက်ပွဲတော့ကကျွန်တော်ကိုယ်တိုင်လောက်ကင်ကြီးရောက်ပြီးတော့သွားပြီးစာရီဖြတ်တတ်မတော်သားတွေကျွန်တော်ကိုယ်တိုင်စစ်မြေပြင်မှာအားပေးခဲ့တာပဲနော်မသိလို့ကံကောင်းပြန်ရောက်လာတာနော်ကျွန်တော်တို့ကအပြောကြီးနဲ့ပဲလောက်တာမဟုတ်ဘူးလက်တွေ့လဲဒါ2015တုန်းကနော်တတ်မတော်ကတိပါတယ်အဲ့တော့ကတတ်မှမှုတွေပါလေဟုတ်လားစီမှာပဲခွတ်တောင်းပြီးတော့ကျွန်တော်ဟုတ်လားပရိုပေါက်တစ်စီနဲ့တွားခဲ့တာအဲ့တော့ကျွန်တော်တို့ပြည်သူကနော်ကျွန်တော်တို့နိုင်ငံသားပြည်သူတွေကတမတော်ရဲ့အထက်မှာရှိတယ်ဗျရှင်းပြောဟုတ်တော့လားတမတော်လာစားပေးတာကျွန်တော်တို့ပဲလေဟုတ်တော့လားကျွန်တော်တို့အခွန်ငွေတွေနဲ့လေအဲ့ဒါကျွန်တော်အမှန်ကိုပဲပြောနေတာကျွန်တော်အမှန်ကိုပြောနေတာပဲအဲ့တော့ကျွန်တော်ဆဲရပါဖြစ်တယ်အခုကျွန်တော်မဆဲဘူးဆိုတာအခုအခြေအနေကောင်းတယ်လို့မဆဲတာအခုမျိုးရွာတွေလည်းပြန်ရတယ်အခုကိုယ်တာဖြစ်တယ်တဖြည်းဖြည်းအခြေအနေတိုးတက်လာတယ်နော်ကျွန်တော်နေမီတွေပြန်ရတယ်အဲ့တော့ကျွန်တော်လည်းဘာမှမလိုအပ်တော့ဘူးဗျာနော်အဲ့တော့ကျွန်တော်အလုပ်သမားတွေကျွန်တော်ခိုင်းတဲ့အလုပ်သမားတွေကျွန်တော်စာခွင့်မှာကျွန်တော်ဆဲတာပဲနော်ဟိုတော့ကကိုယ်အလုပ်သမားတွေကိုခိုင်းတာလေအခုဒီနိုင်ငံတော်သမ္မတတို့တက်ချုပ်တို့ဘာတို့ညာတို့ဆိုတာကျွန်တော်တို့ခိုင်းတာကျွန်တော်တို့ပတ်စံနဲ့ကျွန်တော်ခိုင်းတာလေဘယ်သူပါပြောမလဲအဲ့ကျွန်တော်တို့ကဘယ်သူ့ကိုကြောက်နေရမှာမကြောက်ဘူးဒါပေမဲ့အခုကျွန်တော်ပြောနေတာအမှန်ကိုပြောနေတာဒီတက်ချုပ်ကြီးကမေတ္တာသမားဆိုတာသူ့ကျွန်တော်ကြောက်လို့ပြောတာမဟုတ်ဘူးဒီမေတ္တာသမားဆိုတော့ကျွန်တော်ဆဲရင်ဆဲမှာပဲမေတ္တာသမားဆိုပိုတော်ဆဲလို့ကောင်းနေတယ်သူ့ဆဲသူကကျွန်တော်အရေးမယူဘူးလေသူမေတ္တာသမားကိုသူအရေးယူမယ်ဆိုရင်124ကကြီး1020ပဲ1020ပဲ NLD အစိုးရလက်ထက်ကကျွန်တော်ကြပြီ
သူကမေတ္တာသမားဆိုတော့ပိုဆဲလို့ရေးတာပေါ့ဗျာတော့သူမေတ္တာသမားခင်ဗျားတို့ထင်တယ်လို့မဟုတ်အခုကျွန်တော်လူရချို့ကပြောတယ်ငါမင်းဆိုရမင်းကျန်တာပြောတာတော့ဟုတ်တယ်တက်ချုပ်ကြီးကိုမေတ္တာသမားလို့ပြောတာမင်းမှားတယ်ကျွန်တော်မမှားဘူးနော်ကျွန်တော်မမှားဘူးနော်ကျွန်တော်ကတကယ်ကိုအတွင်းသည့်အစင်းသည့်ဖြစ်လို့နော်ကျွန်တော်အဖေဒီနဲ့တက်ချုပ်ကြီးနဲ့ရင်းနှီးနီးစပ်ခဲ့တယ်နော်အခုလည်းကျွန်တော်အတိုင်းဝိုင်းခုမှခုနကဟုတ်လားတွန်တေးမှာနွားတင်ကုတ်တွန်တေးကနွားကြံကိုဝဘိုးအားလေးနဲ့ဆောက်ထားတယ်ဗျအဲ့တော့ကျွန်တော်အင်းစိန်ထောင်ထဲမှာရှိနေအဲ့ဒီတော့အဲ့မှာသတင်းစာမှာကျွန်တော်ဖအဲ့ဝဘိုးအားလေးနဲ့လှုပ်ထားတဲ့နွားတင်ကုတ်ထဲမှာနွားမွေးထားတယ်အဲ့ဒါကိုတက်ချုပ်ကြီးကတွားတာနွားကြံပိုင်ရှင်နော်အဲ့ဒါလို့အဲ့တော့အမှန်တွေကိုမြင်ကြရမှာဒီတိုင်းပြည်မှာနော်ဒီတိုင်းပြည်မှာပြည်လေသိမြတ်ရမှာဗျာနော်အခုကြတော့အဲ့လိုမဟုတ်ဘူးဒီဘုရားမူကြီးမအောင်လိုက်ပဲဟိုပြဘာလာဖာခါအမျိုးမျိုးလိုင်းပေါ်မှာတခါတဲ့ပုံတွေရုပ်တွေနဲ့ကြည့်လို့မြင်လို့မကောင်းဘူးဗျာကို့အချင်းချင်းကို့လူမျိုးချင်းချင်းနော်ကိုဒီလိုလူတွေကိုဗျာနော်တော်တော်လဲခင်ဗျားတို့စော်ကားရလဲရောက်တယ်ဗျနော်စော်ကားရလဲရောက်တယ်